2026ကမ္ဘာ့ဖလားမှာအာဂျင်တီးနားအသင်းချန်ပီယံဖြစ်ခွင့်ရဖို့လမ်းလျှောက်နေတော့လူတွေစတင်ပြောလာတဲ့စကားလုံးတစ်လုံးရှိပါတယ်။အာဂျင်တီးနားဆိုတာပါ။ဒိုင်တွေကမက်ဆီရဲ့အသင်းကိုတမင်ကူညီနေတယ်လို့ဘောလုံးလောကတစ်ခုလုံးကယုံကြည်လာကြပါတယ်။ဒီဆွဆွဲချက်ကဘယ်ကစလာတယ်လဲ။အထောက်ထားရှိသလား။ဒါမှမဟုတ်နာမည်ကြီးအသင်းကိုမနာလိုတဲ့စိတ်လား။ဒီကိစ္စကိုအပိုင်း၃ပိုင်းခွဲပြီးတော့ရှင်းပြပေးသွားပါမယ်။အခုလိုဘောလုံးနဲ့ပတ်သက်တဲ့ထူးဆန်းထွေလာသတင်းတွေကိုအစင်မပြတ်စောင့်ကြည့်နိုင်မှုကျွန်တော်တို့ရဲ့ channel ကို subscribe မလုပ်ပါသေးရင်လုပ်ခဲ့လို့ရပါတယ်။ Okay, MM Football မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ကျွန်တော်တို့ဇလန်းတွေကိုဝင်ကြည့်လိုက်ကြရအောင်။အပိုင်း1မီးစားတင်ခဲ့တဲ့အီဂျစ်နဲ့ပွဲစဉ် Round of 16ပွဲစဉ်မှာအာဂျင်တီးနားကအီဂျစ်ကိုရင်ဆိုင်ခဲ့တယ်။အီဂျစ်အသင်းကဂိုးသွင်းလိုက်ပေမဲ့ VAR စစ်ဆေးမှုနောက်ပိုင်းဂိုးမတိုင်ခင်ဖောက်ရှိရဲဆိုပြီးတော့ပြပြခဲ့ပါတယ်။ဒိုင်ကဘောလုံးလွတ်နေချိန်မှာချက်ချင်းဖောင်းခေါ်မလုပ်ပဲအီဂျစ်ဒုတိယဂိုးသွင်းပြီးမှလာ VAR ကဆွဲထုတ်ခဲ့တာထူးဆန်းတယ်လို့ကျွမ်းကျင်သူတွေကမေးခွန်းထုတ်ခဲ့ကြပါတယ်။အီဂျစ်နီးပြဟိုဆန်ဟပ်ဆန်ကတော့ပွဲပြီးနောက်အလွန်စိတ်ဆိုးပြီး FIFA ကမက်ဆီကိုကာဝယ်နေတယ်လို့ပြောကြားခဲ့ပါတယ်။ဒီဖြစ်ပျက်တစ်ခုလည်းနဲ့ VAR အာဂျင်တီးနားဆိုတဲ့စကားလုံးကဆိုရှယ်မီဒီယာပေါ်မှာတညချင်း viral ဖြစ်သွားခဲ့ပါတယ်။အပိုင်းနဲ့ဇက်တိုက်ဖြစ်ပေါ်ခဲ့တဲ့အခြားအငင်းပွားမှုများအီဂျစ်ပွဲတစ်ခုတည်းနဲ့မဆုံးသေးပါဘူး။ qualifier မှာဆွစ်ဇာလန်ရဲ့ Barry Embolo ကို VAR စစ်ဆေးမှုနောက်အနီးကပ်ပြသခံခဲ့ရပါတယ်။ဒါက2026-29ရာသီအတွက်သင်မိတ်ဆက်ထားတဲ့ Mistake Identity Protocol ဆိုတဲ့စီးမြင်သစ်ကြောင့်ပါ။ FIFA ဒိုင်လူကြီးဟောင်း Cristina Anke ကတော့ဒီစီးမြင်ကဆုံးဖြတ်ချက်ရဲ့အခြေခံကိုပါပြောင်းလဲပစ်တာကြောင့်ဝေဖန်ခဲ့ပါတယ်။ဒီစီးမြင်အသစ်ကအာဂျင်တီးနားဘက်ကိုအကျိုးရှိစေခဲ့တာမို့ VAR အာဂျင်တီးနားဆိုတဲ့ဝေဖန်မှုကိုပုံမအားကောင်းလာစေခဲ့ပါတယ်။ USMNT ရဲ့ Relevancy မှာလည်းစင်တူတဲ့ VAR အနီးကအငင်းပွားမှုဖြစ်ခဲ့ပြန်ပါတယ်။အပိုင်း3ဖိုင်နယ်အထိဆက်ခဲ့တဲ့ဇလန်အငင်းပွားမှုတွေဆက်ရှိနေပေမဲ့အာဂျင်တီးနားရဲ့ခရီးကဆီမီဖိုင်နယ်ပြီးတော့ဖိုင်နယ်အထိတက်ရောက်သွားခဲ့ပါတယ်။ဖိုင်နယ်ပွဲမှာ VAR ခေါ်ဆိုမှုတွေကရိုးရှင်းတဲ့ quick check and clear တွေသာဖြစ်ခဲ့ပြီးနောက်ဆုံးမှာစပိန်ကအာဂျင်တီးနားကို extra time အထိသွားပြီး1-0နဲ့အနိုင်ယူကချန်ပီယံဖြစ်သွားခဲ့ပါတယ်။အန်ဆိုဖာနာဒက်ရဲ့ဒုတိယရဲလိုကတ်ရက်ဖြစ်သွားတာကပွဲရဲ့အရေးကြီးဆုံးလက်ကွက်ဖြစ်ခဲ့တယ်လို့ဆိုကြပေမဲ့ဒါက VAR နဲ့မဆိုင်ပါဘူး။ဒါရဲ့တိုက်ရိုက်ဆုံးဖြတ်ချက်သာဖြစ်ပါတယ်။ဒီအချက်က VAR အာဂျင်တီးနားဟာတိုက်ဆိုင်မှုနဲ့အစစ်မှန်ပုံစံချမှုနှစ်ခုကြားကရောထွေးနေတာကိုပြသနေပါတယ်။မိကုံးလုံးအနေနဲ့ပြောရရင် VAR အာဂျင်တီးနားဆိုတဲ့စကားလုံးကအီဂျစ်ပွဲကနေစတင်ခဲ့ပြီးစီးမြင်တွေကမိထက်ထည့်ပေးခဲ့တာပါ။အာဂျင်တီးနားရဲ့အောင်မြင်မှုနဲ့အတူဆက်လက်ရှင်သန်ခဲ့တဲ့ဇလန်းလေးတစ်ခုပါ။ဒါကကျွန်တော်တို့ဒီကမ္ဘာဖလားရဲ့ touch heavy referring ခေတ်သစ်မှာ VAR ဟာပွဲစဉ်ရဲ့အငင်းပွားမှုကိုဖြေရှင်းဖို့အတွက်ထက်ကိုယ်တိုင်ပဲဇက်ကောင်တအူးဖြစ်လာနိုင်တယ်ဆိုတာကိုပြသခဲ့တာပါ။ VAR ကိုယုံကြည်ရမလား။ဒါမှမဟုတ်ဒါဟာခေတ်သစ်ပေါ်လုံးရဲ့မလွဲမရှောင်သာတဲ့ဒဏ်ရာအသစ်လား။ကိုမမှာပရိသတ်တို့ရဲ့အမြင်ကိုပြောခဲ့ပေးကြပါဦး။အခုလိုဘောလုံးဗီဒီယိုနဲ့ပတ်သက်တဲ့နောက်ထပ်ဘယ်အကြောင်းအရာများကိုဗီဒီယိုထပ်လုပ်ပေးရမလဲဆိုတာကိုမမှာပြောခဲ့လို့ရပါတယ်။ subscribe မလုပ်ရသေးရင်လုပ်ပြီး like လုပ်လေးနဲ့နှိပ်ခဲ့ပေးကြဖို့တောင်းဆိုပါတယ်။ Okay နောက်ညမှာပြန်တွေ့ကြတာပေါ့